Hello ကိုကိုရေတတဲတို့တွေဖုန်းထဲမှာချိန်ထားတဲ့နေရာကိုရောက်ပြီတသားကအင်ဂျီအဝါရောင်လေးဝတ်ထားတယ်နော်တသားစောင့်နေမယ်ကိုလာနေပြီနော်တဲလေးရေအဲ့မှာပဲစောင့်နေကိုကအနောက်တိုင်းဝက်စုံလေးဝက်လာတယ်ဟောဖုန်းထဲမှာရီဇာဖြစ်တဲ့တယောက်ထင်တယ်အခုတော့အပြင်မှာတွေ့ကြပြီပေါ့ဒီတခါတော့ငါရီဇာရတော့မယ်ထင်ပါတယ်နင်းရုပ်ကလည်းဖုန်းထဲကယုံနဲ့လေအပြင်မှာမတူပါလားအပြင်မှာကနွားကြီးပုံကိုကားကြိတ်ခံထားရတဲ့ရုပ်ကြီး what ဖေးပေါ်မှာကျတော့နာမည်ကဦးတင်မောင်သားအငယ်ကောင်ဆိုပြီးအခုကျတော့အသက်က9ထက်တောင်6နှစ်လောက်ကြီးအောင်မယ်စံမင်းနေလည်းဖြူနေပြီအင်ဂျီလည်းအဆုတ်နဲ့နင်လည်းဘာထူးလို့လဲဖေးဘော့ကနာမည်ကျတော့လှိုင်တာယာကအချစ်ငတ်ဆိုပြီးအပြင်မှာကျတော့ကြီးကမ်းမကြီးလိုပဲစုံသွားတဲ့ငါအဖွားတော်နင်းထက်အသက်ပုံငယ်အောင်မယ်ဟာစံပင်ကလေးအပြာရောင်ပါစိုးထားလိုက်သေးတယ်ရွှာထိတ်ကတောက်တန်ခေါင်မိုးလိုပဲစကက်ကလေးအတူလေးနဲ့နင်းကိုနေ19နှစ်များထင်နေသလား60နှစ်အဖွားကြီးရဲ့ဘာပြောလိုက်တာလဲအဖေတင်းကြံမှာလဲဖို့ရီးစားသွားရှာပါတယ်ဆိုမှရန်ဖြစ်ပြီးပြန်လာရတယ်မဖြစ်သေးပါဘူးအစ်စ်ထက်ရှာအောင်မနင်တို့လည်းငါ့ကိုကူရှာပေးကြအောင်နော်